ပူကျူဟဲ့ဂရနေတွေဘယ်နှလုံးတောင်ကြိုင်တော့မသိဘူးပူကျူကွက်တီးပြလိုက်ပြီ Oh my god ဟေ့အောင်ရေးဒီတူကပလေယာလေးကိုလမ်းပြတော့ဒီဘက်ကတင်း80လမ်းပြတော့စပွန်ဆာပေးတော့မယ်နေရမတရားကိုတော့နော့ကောနိုင်ခဲ့ပြီဗျကဲအပါခေါ်ပေးနိုင်တယ်ဆိုတော့ငိန်လိုက်တဲ့စကုတ်ကွာငိန်လိုက်တဲ့စကုတ်ကွာကောင်းလိုက်တာ brother ရာတကယ်ကောင်းတယ်နော်ကဲဆိုတော့က brother နေနေတော့ကျွန်တော်ကပူကျူနေတော့ကျွန်တော်ဒီဘက်ကတင်းနေတူးချီရဘက်ကိုတော့ဘယ်တွေကိုဝင် join တော့မယ်ဟိုဘက်ကကြီးတရားဂိမ်းတော့GTA game တော့လို့ပြောနေတော့တင်ပါပဲ Granite အောက်မှာပဲ Oh my god What the shit ဟေးအောင်ရေးကောင်းလိုက်လားဟေးအောင်ရေးမင်းတို့ကောင်းနေဟေးအေးဆောင်းရမိုက်တယ်ရောအဲ့ကားနာမှာတိတ်ချာအေးအဲ့နာမှာno အေးနောက်ပြေးခွင့်ပေးနေကောင်းတယ်လိုက်ကြည့်ဘယ်တွေကိုအဲ့လိုမျိုးပြရတယ်ကောင်းတယ်ဆိုတော့ကျွန်တော်တို့ T80 တွေရဲ့ပူကျူရဲ့တော့ပြက်ခတ်မှုတွေအောက်မှာပဲတင်းနေတူပျောက်သွားပြီဟေးအောင်ကောင်းတယ်နော် Granite scale ရဲ့ကြောက်စရာကြီးကပူကျူနေတော့တင်းနေ3တွေကို join တော့မှာဗျတင်းနေ3တွေကိုတဲကြီး join တော့မှာဖြစ်တဲ့ကြောင့်ဒီကပူကျူဘက်ကတင်းနေ3ကိုတယောက်ကတော့ no ကိုပေးခဲ့ပြီကဲလူစိုးတယောက်ပဲကြံတော့တယ်ဆိုတဲ့အနေထားမှာကျွန်တော်တို့လူစိုးရှိရဘက်ကိုတော့ Granite ပြီးတော့မှတော့စ조사နေခဲ့တယ်ဒီဘက်ကပူကျူဟဲ့ Granite တွေဘယ်နှလုံးတောင်ကြိုင်တော့မသိဘူးပူကျူကွက်တီးပြလိုက်ပြီ Oh my god ဟေးအောင်ရေးနော်ကဲဆိုတော့ကကျွန်တော်တို့အနေနဲ့ဒီဘက်ကပူကျူတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဒီဘက်က T80 က player လေးချိနေသေးတယ်ဗျကဲဟိုဘက်မှာ1050ကို Granite ကျွေးဖို့တော့စ조사နေပြန်ပြီဟေးအောင်ရေး Granite တွေကြည့်ပဲဟေးအောင်ရေးလုံးဝကွက်တီးတယ်အိုးဟေးအောင်ရေးလာရနေရမယ် Oh my god ပူကျူရဲ့ Granite good နော် Granite ပူကျူ Granite ဆိုတဲ့တော်တွေမှာပဲကျွန်တော်တို့ဒီဘက်က T80 က player လေးတွေတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဗျကဲဆိုတော့ကကျွန်တော်တို့ပူကျူနဲ့ဒီဘက်က T80 နော် T80 က player လေးတွေပူကျူနဲ့ကျွန်တော်တို့အကုန်လုံးကတော့ဘက်တွေကတော့ပြီးဆုံးတော့မယ်ဆိုတဲ့နေထားမှာဒီချိန်မှာတော့တယောက်တော့ကြမ်းချိနေသေးတယ်ဗျကဲတယောက်တော့ကြမ်းချိနေသေးတယ်ဆိုတဲ့နေထားလေးတစ်ခုမှာတော့ကျွန်တော်တို့ပူကျူဘာတွေလုပ်ပြအောင်မလဲဆိုတော့ကြည့်ချူလိုက်ရအောင်ကထင်းဝိုင်းက player လေးတွေနဲ့ကျွန်တော်တို့ဒီဘက်ကပူကျူဘာတွေဆက်လုပ်ပြအောင်လဲလို့တွေးနေနေပဲကျွန်တော်တို့ပူကျူတို့နဲ့ဒီဘက်ကထင်းဝိုင်းက player တွေနဲ့တော့ဘက်တဲ့ကိုရင်ဆိုင်ရတော့မယ်ဆိုတဲ့အခြေအနေလေးတစ်ခုမှာတော့ထင်းဝိုင်းက player တွေနဲ့ဒီဘက်ကပူကျူတို့နဲ့ face to face နေတာလေးတစ်ခုမှာတော့ထင်းဝိုင်းက player လေးတွေချီရဘက်ကိုတော့ဒီဘက်ကပူကျူ Granite ထက်ဆွဲထားပြန်ပြီကဲဆွဲထားတဲ့ Granite ကိုကျွန်တော်တို့ဘက်ကပူကျူကိုလမ်းပြီးတော့ပေးထားတဲ့ဆိုတဲ့နေတာလေးမှာတင်းချောင်မှုကတော်